စိုက်ပျိုးရေးနည်းစနစ်များခရမ်းကျင်စိုက်ပျိုးနည်းရင်းမှာခရမ်းကျင်ပင်ပြိုးပင်လဲချစိုက်ပျိုးနည်းဖြစ်သည်ခရမ်းကျင်ပင်ပြိုးပင်အမြင့်တစ်ထွာခန့်ရှိလာသောအခါအပင်ဤပင်စီကိုမြေပြင်ပေါ်သို့အချိန်မီလဲချ၍ပုံတင်မှတ်ပေးရမည်ဤသို့ပြုလုပ်ပေးခြင်းဖြင့်ကြီးထွားလာသောခရမ်းကျင်ပင်ဤရိုးတံနှင့်အမြင့်စနစ်သည်အလွန်တရာတမတုတ်ခိုင်လာပြီးအသီးမြများပင်များသည့်ပါစေအာဟာရဓာတ်ကိုလုံလောက်စွာထောက်ပံ့ပေးနိုင်သည်တခွားသည့်စိုက်ပျိုးနည်းရင်းမှာတခွားပင်အောက်ခြေဖယ်ရှားနည်းဖြစ်သည်ဤသို့ပြုလုပ်ပေးခြင်းဖြင့်အလင်းရောင်ရရှိမှုကိုကောင်းမွန်စေပြီးပိုးမွှားနှင့်ယောဂဗျာကြားရောက်မှုကိုလျော့နည်းစေရုံသာမကတခွားသီးများကိုလည်းပုံမှုများပြားပြီးကြီးထွားလာစေသည်ဖျဲသည့်စိုက်ပျိုးနည်းရင်းမှာဖျဲနွယ်ကိုတွားကြားထိုးတံဖြင့်ထိုးဆိုင်နည်းဖြစ်သည်ဖျဲသီးသည်ပကံလုံးခန့်အရွယ်စားသို့ရောက်ရှိလာသောအခါအသီးနည်းရှိနွယ်ပင်စီတွင်တွားကြားထိုးတံတစ်ချောင်းထိုးဆိုင်ပေးရမည်ဤသို့ပြုလုပ်ခြင်းဖြင့်မိုးရေအလွန်ကျွံရရှိခြင်းတွင်အသီးများကွဲအပ်ခြင်းမှကာကွယ်ပေးနိုင်သည်ကစုံဥစိုက်ပျိုးနည်းရင်းမှာကစုံဥပြိုးပင်ကိုအလျားလိုက်စိုက်ပျိုးနည်းဖြစ်သည်ကစုံဥပြိုးပင်ကိုစိုက်ပျိုးမိမြေပေါ်တွင်အလျားလိုက်လဲချ၍ပြားမှုများဖြင့်ဖုံးအုပ်ပေးရမည်ဤနည်းလမ်းသည်ပိုးမွှားနှင့်ယောဂဗျာကိုလျော့နည်းစေရုံသာမကဥနှုံးကိုလည်းမြင့်တင်ပေးနိုင်သည်ရိတ်သိမ်းချိန်ရောက်လျင်ဥများအလွန်များပြားသဖြင့်တူး၍ပင်ကုန်နိုင်မည်မဟုတ်ပေပြောင်းဖူးစိုက်ပျိုးနည်းရင်းမှာပြောင်းဖူးပြိုးပင်ရွှေပြောင်းစိုက်ပျိုးနည်းဖြစ်သည်ပြောင်းဖူးပင်၏အမြင့်များကိုထိခိုက်ဒဏ်ရာရခြင်းမရှိစေဘဲရွှေပြောင်းစိုက်ပျိုးနိုင်သောကြောင့်အပင်ရှင်တန်နှုန်းကိုများစွာမြင့်တင်ပေးနိုင်သည်ငရုတ်သီးစိုက်ပျိုးနည်းရင်းမှာငရုတ်ပင်အောက်ခြေကိုင်းဖြတ်နည်းဖြစ်သည်ငရုတ်ပင်တွင်ပထမဆုံးအဖူးပွင့်လာသောအခါပထမဆုံးခွာဆုံ၏အောက်ဘက်ရှိကိုင်းခွဲအားလုံးကိုဖယ်ရှားပြရမည်ဤသို့ဖြင့်အာဟာရဓာတ်အားလုံးသည်အပေါ်ဘက်သို့သာအပြည့်အဝစီးဆင်းသွားမည်ဖြစ်ပြီးငရုတ်သီးများစား၍မကုန်နိုင်တော့အောင်အစမတန်တီးပွင့်လာမည်ဖြစ်သည်အဆိုဓာတ်ထိန်းပြိုးထောင်နည်းရင်းမှာရေစက်ချစနစ်ဖြင့်ပြိုးထောင်နည်းဖြစ်သည်ဟင်းသီးဟင်းရွက်ပြိုးပင်များ၏အမြင့်နည်းတွင်ရေပြည့်ထည့်ထားပြီးအပေါက်ငယ်လေးတစ်ခုဖောက်ထားသောရေဘူးကိုချိတ်ဆွဲထားရမည်ဤနည်းလမ်းသည်စီးထွက်လာသောရေပမာဏကိုအနည်းအများလိုအပ်သလိုထိန်းညှိပေးပြီးပြိုးပင်မှဓာတ်ရိုက်ဆုပ်ယူနိုင်စေသည်မြေပဲစိုက်ပျိုးနည်းရင်းမှာမြေပဲပင်ထိပ်ဖြားနေနည်းဖြစ်သည်မြေပဲပင်များပန်းပွင့်ပြီးနောက်တွင်အကိုင်းထိပ်ဖြားများကိုညှက်ပြရမည်ဤသို့ပြုလုပ်ခြင်းဖြင့်အာဟာရဓာတ်များသည်အမြင့်စီသို့ပြန်လည်စီးဆင်းသွားပြီးမြေပဲဥများရေတွက်၍မရနိုင်တော့အောင်အများအပြားထွက်ရှိလာမည်ဖြစ်သည်ဖယုံသီးစိုက်ပျိုးနည်းရင်းမှာဖရုံပင်စီကိုတွားကြားထိုးတံဖြင့်ထိုးဆိုင်နည်းဖြစ်သည်ဖယုံပင်တွင်အသီးငယ်လေးများတီးလာသောအခါအသီးနေသောအပင်စီတစ်ခုစီတွင်တွားကြားထိုးတံတစ်ချောင်းစီထိုးဆိုင်ပေးရမည်ဤသို့ဖြင့်ဖရုံပင်သည်အာဟာရဓာတ်များကိုပုံမရရှိစေပြီးဖယုံသီးများလူနှစ်ယောက်မနိုင်တနိုင်မရလောက်အောင်ထိကြီးထွားလာမည်ဖြစ်သည်